ဒီနေ့တော့အရင်တော့ Moon Garden Cafe and Restaurant ကိုလာမှာဖြစ်ပါတယ်။ ဒီမှာလာရောဒီမှာထိုင်မလား Okay The Moon Garden ဖြစ်ပါတယ်ဒီနိုးရဖြစ်ပါတယ် Nice spring roll Let's have something snacky snackyကြမှာကြောင်းဒါတော့ကျမတို့ဘညက်ကလေးဖြစ်ပါတယ်အပြင်ဖက်မှာထိုင်ရတာဖြစ်ပါတယ်ဒီလိုမျိုးလေကွင်းနေပေါ့နော်ဒါကတော့ပီနို့ညပဲလေကွက်ကိုဝယ်ရမလဲဆိုတော့သူချိန်နေပါပြီလို့ဒါပီနို့ညပါတယ်ကျမတို့တထေးမှဖြစ်ပါတယ်ဒီလေကွက်ဝယ်ဖို့ရင်ဒီနောက်မှထိုင်ပြီးတော့ရှိုးနေရဖြစ်ပါတယ်အမနာမနဲ့ဒီနေ့ရက်ပြီမလဲရဒီနေ့ရိုက်နေတယ်မှာအရင်လာပါတယ်တယောက်သားတောင်းရတော့တော်လာတာလေးကျဲတယ်တော့ပဲရှိ真的拿了去了。现在也是送的没有面面过，起码都是Moon Garden 买样的。好像没set吗？那新沙店的没？当然你买来，喂，是咖啡要你。最暖来的。อันนี้你们กาแฟใส่แล้วล่าเลย要ล่ะပဲမဲ့မျက်နှာကမလှအောင်ဖြစ်နေပါတယ်ဒီနေ့ခုလာကပေါ်မှာရောက်တနခါလိမ့်ပြီးတော့လာတယ်ဒီနေ့မှကျမအားကြပြီးတော့ပစုံ pancake တဲ့ကျမတို့မာတဲ့ dessert မရှိပါဘူးအဲကြောင့်တော့ခုချက်ရှာနေရဖြစ်ပါတယ်ဒီနေ့မှကြည့်ဒီနိုင်ဒီမှာကြည့်လို့ကြားတာရှင်းလိုက်တာကျမလည်းကြည့်ရှာတယ်မဲ့ကင်မရာနဲ့မပါဘူးပီနိုဒီမှာကြည့်ဆိုဒီနိုင်ဒီမှာကြည့်ပီနိုစားမလို့ကလည်းသူရဲ့အနောက်ကလေကုနဲ့ပိုင်ရှင်လေကပိုင်ရှင်တဲ့ထဲမှာလေကပိုင်ရှင်တဲ့ထဲမှာနဲ့ဟုတ်ပါဒီနေ့ပုံနဲ့ဒီကကိုပြောဟုတ်ပဲဝေးအာလူအမြင်ကျွတ်ကြော်ရှိရဲ့စားကြည့်မနေစနဲ့စားကြည့်မလားအဲ့ဒါမှလိုက်မလားจัดไปတို့ဒီဆိုင်လိုက်လေးစဉ်းတာလည်းမြင်ရမှာဖြစ်ပါတယ် free နေရောက်တော့ coffee ဆိုင်လာပြီးတော့အမတို့ရှူစေးပါတော့ရလဲကြည့်ညမယ်နော်ဆိုလဲရှူစေးပါတော့လဲနေရောက်တော့ကျမတိတ်မတိတဲ့ coffee ဆိုင်အစ်စ်တွေဆိုရင် cappuccino အပူမှာလေးရှိပါတယ်ဒါသူတို့ရဲ့ cappuccino ဖြစ်ပါတယ်မစ်ဆူကပြောတယ်ခွက်ကကျမမျက်နှာလေးကြီးရလို့ပြောပါတယ်မစိုးပါဘူးလို့အရင်ပြင်း coffee အပြင်းစားထဲမှာတော့မပါတယ်နဲ့မင်းကြိုက်တယ်ဝယ်ပြီးနာမည်ကတော့မဖြစ်တယ်ဝယ်ပေးရတဲ့နာမည်ကတော့ဘယ်လိုအများကြီးတင်နေတော့အခုမှဝယ်လားဝယ်လားဒီအေးမာပြီးတဲ့အခါမှာတီမိုတီဖောင်းရယ်အနီးဘယ်လိုပြောရလဲအာလူပါလဲအာလူအမြင့်ကျော်ဟုတ်အာလူအမြင့်ကျော်တယ်အဲ့ဒါစားကြည့်မှပြပါတယ်ဟုတ်လိုက်တာကဲဒါပင်နိုကမျိုးကြီးလားတင်မတိတိုင်းစားတယ်ပင်နိုတီမိုတီဖောင်းပြီးတော့ပြောပါတယ်ဒီနေ့ကတမ်းမလိုက်မမေ့ဟင်မြလိုက်လေတမ်းမလာဖောင်းအမ်ထိုင်အမ်ထိုင်အမလုံးပါနေတယ်ငါရည်ရဆောင်းထားတာဒီပါအမ်စားအာလူအမြင့်ကျော်အဲ့ဒါပဲပုံနဲ့စားခိုင်းတာတဲ့ပဲပုံနဲ့စားကက်ချပ်ပဲရှင်ဒါကောင်းတယ်စားနေပြူပဲတော့โอเคဟိုကြာသွားတယ်တမင်လဲနော်ဒါပါလို့လဲဘာထက်ထိတ်ခိုင်းရမှာညီမလေးငါပြင်းနေအချင်းကတော့ဒါပေမဲ့ပြည့်ရအကြမ်းစုံခေါ်ပါတဲ့ပြည့်နေအချင်းထဲရမှာလားငါစတဲ့ငမ်တိုင်ထည့်ပြီးညစ်လဲမလားဒါတမန်ညက်မှာညစ်လဲမယ်နော်ညက်အဲ့ဒါများလွယ်တော့အခုမှအဲ့ကိမနာအခုမှနေနေစားပဲစားပါမပြောညီမလေးဒါပြောမယ်နော်ဒီတော့ပြရတာအောင်းပါလားအဲ့ဒါအလဲလည်းဘာမှပြောမရတော့ဘူးအဲ့ဒီကကောင်းနေတယ်အဲ့ဒီရတာရတာဒီမဒီထောင်းတော့မှမစားတယ်မနော်နားတော့ဆိုင်နေအချိန်လေးပြပါ